င်းနှီးမြှုပ်နှံသူအများစုဟာဈေးနှုန်းအောက်ကိုကျတဲ့အချိန်မှာဝယ်ပြီးတော့ပြန်တက်တဲ့အချိန်မှာထုတ်ရောင်းချဖို့ပဲစဉ်းစားကြပါတယ်။ဒါပေမဲ့ဈေးကွက်ရဲ့ momentum လို့ခေါ်တဲ့အရှိန်ကဒီလိုအတွေးခေါ်တွေကိုပြောင်းလဲစေနိုင်ပါတယ်။ဒါကဘာနဲ့တူတယ်လဲဆိုရင်တော့ယထာတစ်စင်းနဲ့စဉ်းစားကြည့်အောင်။ယထာစားထွက်တဲ့အချိန်မှာနှေးကွေးပေမဲ့လို့အချိန်ကြာလာတာနဲ့အမျှတွန်းအားတစ်ခုရလာပြီးတော့ပို့ပြီးတော့မှမြန်လာပါတယ်။ momentum trading ဆိုတာကတော့အားကောင်းတဲ့ uptrend တစ်ခုကိုလိုက်ပြီးတော့assets တစ်ခုကိုဝယ်ပြီးဈေးနှုန်းနောက်ပြန်မလှည့်ခင်မှာထုတ်ရောင်းချခြင်းကိုဆိုလိုပါတယ်။ဒီနည်းကအလုပ်ဖြစ်တာများပါတယ်။ဘာလို့လဲဆိုတော့ heading behavior လို့ခေါ်တဲ့ psychology ကြောင့်ဖြစ်ပါတယ်။ဈေးနှုန်းကဆရွေ့လာပြီဆိုရင် buyers တွေဝင်လာပြီးတော့ဈေးနှုန်းကိုဇက်တိုက်တက်မှုဖြစ်ပေါ်စေပါတယ်။ဆိုတော့ဒါကိုဘယ်လိုရှာရမလဲ။ဒီ trend ကိုကြည့်ဖို့ long term uptrend တစ်ခုရှိဖို့လိုပါတယ်။စီးကန်းကတော့ဈေးနှုန်းက200 day MA အထက်ကိုတက်ပြီးဆိုမှဝယ်ရမှာဖြစ်ပါတယ်။ဒါကိုတော့ rate of change ROC ဒါမှမဟုတ် RSI ကိုသုံးပြီးတော့မှကြည့်ကြပါတယ်။ entry ဝင်ဖို့ဆိုရင်တော့ momentum candle ရှိဖို့လိုပါတယ်။နောက်ဆုံး candle ထက်နှစ်ဆခန့်ကြီးတဲ့ candle တွေဆိုတာအားကောင်းတဲ့ breakout ကိုဆိုလိုပါတယ်။ momentum trading ကအလုပ်ဖြစ်နိုင်ခြေများသလို risk ကိုလည်းမေ့ထားလို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့ trend ကသတင်းဖြစ်ဖြစ်တခြားအကြောင်းအရာတွေကြောင့်ဖြစ်ဖြစ်နောက်ပြန်လှည့်နိုင်ပါတယ်။ပြီးတော့ stop loss ကိုအမြဲတမ်းထားပါ။ entry မဝင်ခင်ကိုယ့်ရဲ့ exit အတွက် plan ကိုကြိုတင်ချဖို့လိုပါတယ်။ကိုယ့်ရဲ့ trade တစ်ခုဝင်တိုင်းကိုယ့်ရဲ့ငွေ 1% နဲ့ 2% သုံးဖို့ပဲသတိပေးကြပါတယ်။ပြီးတော့ exception gap လို့ခေါ်တဲ့ trend အားနည်းလာတဲ့နေရာကိုသတိနဲ့စောင့်ကြည့်ဖို့လိုပါတယ်။ momentum trading ဆိုတာကရှိနေပြီးသားတွန်းအားနောက်ကိုလိုက်ခြင်းဖြစ်ပါတယ်။ဒါကြောင့်စီကံအဆက်မပြတ်စောင့်ကြည့်မှုနဲ့စိတ်အေးအေးထားပြီးတော့ချင်းကပ်တတ်ဖို့တော့လိုပါတယ်။